မင်္ဂလာပါ recap မြန်မာကနေချိုဆိုလိုက်ပါတယ်ဒီနေ့ recap လုပ်မဲ့ဇာတ်ကားကတော့ The Tomorrow War ဇာတ်ကားပဲဖြစ်ပါတယ်ဇာတ်လိုက်မစခင်မှာ channel ကို subscribe လုပ်ပြီးအားပေးကြပါအောင်ခင်ဗျာကဲစလိုက်ကြရအောင်ဇာတ်လမ်းအစာမှာတင်ပရိသတ်တွေကိုထိတ်လန့်သွားစေမယ့်မြင်ကွင်းတစ်ခုနဲ့စတင်ထားပါတယ်2050ခုနှစ်ရဲ့ကောင်းကင်ယံကနေလူရီဟာပရက်စိတ်တွေလိုတတိတန်းကြီးပြုတ်ကျလာကြတယ်အောက်မှာကမီးလောင်ပြင်းတွေနဲ့ပျက်စီးနေတဲ့မြို့ကြီးတစ်မြို့ကိုမြင်ရမှာဖြစ်ပြီးအများစုကတော့မြေပြင်ပေါ်အရှိန်နဲ့ကျပြီးပွဲချင်းပြီးတေကုန်ကြပါတယ်။ဒါပေမဲ့ကံကောင်းစွာနဲ့ရေကူးကန်နဲ့ပြုတ်ကျပြီးအသက်ရှင်ကြံရစ်သူကတော့ကျွန်တော်တို့ရဲ့ဇက်လိုက်ကျော် Dan Forrester ပါ။သူဟာဘာကြောင့်ဒီနေရာကိုရောက်နေတာလဲ။ဇက်လန်းကိုပြန်ကြည့်လိုက်တော့28နှစ်အလို2022ခုနှစ်ကိုပြန်ရောက်သွားပါတယ်။ Dan ဟာထိပ်မှန်စရာတစ်ယောက်အရင်ကစစ်သားဟောင်းတစ်ယောက်ပါခရစ်စမတ်ညမှာမိသားစုနဲ့အတူကွင်းလေခေါင်းမှာထုံးစမ်းတဲ့အလင်းတန်းကြီးပေါ်လာပြီးလက်နက်ကင်စစ်သားတွေထွက်လာပါတယ်။သူတို့ခေါင်းဆောင် Lieutenant Hart ကတကပရာလုံးကိုတိုက်ရိုက်ထုတ်လွှင့်ပြီးကြေညာလိုက်တာကကျွန်တော်တို့ဟာအနာဂတ်ကလာတာပါ။2050ခုနှစ်မှာလူသားတွေဟာဂျူသားတွေရဲ့တိုက်ခိုက်မှုကြောင့်မျိုးတုံးတော်မှာမို့ခမားတို့ရဲ့အကူအညီလိုပါလေတဲ့အနာဂတ်ကလူသားတွေဟာအချိန်စက်ကိုတုံးပြီးအတိုက်ကလူတွေကိုစစ်ကူခေါ်ပါတယ်။အပတ်စဉ်လူပေါင်း1000လောက်ကိုလွှတ်ပေးမယ်အနာဂတ်မှာလူဦးရေကတန်း800ကနေ9သိန်းအထိကျဆင်းသွားပါတယ်။အခြေအနေကအတော်လေးဆိုးနေပြီပေါ့။ဒန်စီကိုစစ်တပ်ကစင့်ခေါ်စာရောက်လာပါတယ်။ထူးဆန်းတာကစစ်တပ်ကသူ့လက်မောင်းကိုစစ်သေးထည့်ပြီးစစ်ဆေးလိုက်တဲ့အခါသူဟာနောက်9နှစ်အကြာမှာရင်တိုက်မှုနဲ့တေမာဖြစ်ကြောင်းသိလိုက်ရတယ်။စစ်တပ်ကအနာဂတ်မှာတေမဲ့လူတွေကိုပဲရွေးချယ်ပြီးစစ်မြေပြင်ကိုပို့တာပါ။ဘာလို့လဲဆိုတော့အတိတ်ကလူကအနာဂတ်မှာရှိနေရင် paradox ရှုပ်ထွေးမှုဖြစ်မှာဆိုလိုပါ။ဒန်တလောက်တွတ်ဇနီးအမ်မာနဲ့သမီးလေးမြူရီကိုနှုတ်ဆက်ပြီးအသက်ရှင်နှုန်း20ရာခိုင်နှုန်းပဲရှိတယ်အနာဂတ်စစ်ပွဲတွေကိုခုံဆင်းသွားခဲ့ရပါတယ်အနာဂတ်ကိုရောက်ချင်းဒန်တို့အခွဲဟာနယူးယောက်တုတခန်းစီကိုတွားရပါတယ်ရည်ရွယ်ချက်ကဂျိုသားတွေအကြောင်းလေ့လာထားတဲ့အချက်အလက်တွေကိုတွားယူဖို့ပါအဲ့ဒီမှာသူတို့ပထမဆုံးအကြိမ် White Spikes လို့ခေါ်တဲ့ဂျိုသားတွေနဲ့ရင်ဆိုင်ရပါတယ်ဒီကောင်တွေကအယမ်းမြန်တယ်။ပါဇက်ကနေစူးချွင်တွေနဲ့ပြစ်နိုင်တယ်။ပြီးတော့လူသားတွေကိုအစင်းလိုက်ဝါးစားပစ်တာပါ။ဒန်တို့အဖွဲ့ဟာဂျိုသားတွေနဲ့ဝိုင်းထားတာကိုခံရပြီးအဖွဲ့သားအများပြားတေဆုံးကုန်ပါတယ်။ဒန်ကတော့သူရဲကောင်းပြီးအချက်အလက်တွေကိုရအောင်ယူပြီးပြန်ဆုတ်နိုင်ခဲ့ပါတယ်။ဒီတိုက်ပွဲမှာသူတိလိုက်ရတာကဂျိုသားတွေရဲ့အားနည်းချက်။ဒီဂျိုသားတွေရဲ့အားနည်းချက်ဟာသူတို့ရဲ့ဘိုက်တဲ့ level နေရာပဲဖြစ်တယ်ဆိုတာပါပဲ။ဒန်ကိုကေတင်လိုက်တဲ့စစ်ဗိုလ်ချုပ်ကြီးကတခြားသူမဟုတ်ဘူးသူ့အရန်ချစ်တဲ့သမီးလေးမြူရီအရွယ်ရောက်သွားစီပါမြူရီဟာအနာဂတ်မှာထိတ်တန်းသိပ္ပံပညာရှင်နဲ့စစ်ဗိုလ်ချုပ်ဖြစ်နေတာပါဒါပေမဲ့မြူရီကသူ့အဖေအပေါ်စိတ်နာနေပါတယ်ဘာလို့လဲဆိုတော့အတိတ်မှာဒန်ဟာအလုတ်ကိုပဲအာယုံစိုက်ပြီးမိသားစုအပေါ်အချိန်မပေးနိုင်တာကြောင့်ဖြစ်ပါတယ်နောက်ဆုံးမှာမိသားစုကိုထားခဲ့ပြီးရင်တိုက်မှုနဲ့သေဆုံးသွားခဲ့လို့ပါသူတို့သားအဖရဲ့ရီမန်းချက်ကတော့ဂျိုသားအမကိုဖမ်းဖို့ပါဂျိုသားအမဟာအကောင်အားလုံးကိုထိမ့်ချုပ်ထားတာဖြစ်ပြီးသူ့စီကအစိတ်ဖြည့်စေးထုတ်နိုင်ရင်ဂျိုသားအားလုံးကိုတတ်နိုင်မှာပါသူတို့အသက်ဆွန့်ပြီးဂျိုသားအမကိုဖမ်းဆီးနိုင်ခဲ့ပါတယ်ပင်လေကြီးအလဲအခြေစိုက်ခန်းတစ်ခုမှာမြူရီဟာအစိတ်ဖြည့်စေးကိုအတန်းတန်ဖော်ဆက်နေပါတယ်ဒါပေမဲ့ဂျိုသားအမရဲ့အော်ဟိတ်ခေါ်ယူလိုက်တာကြောင့်ထောင်ပေါင်းများစွာသောဂျိုသားတွေကစန်းကိုဝိုင်းတိုက်တော့ပါတယ်စန်းတစ်ခုလုံးပျက်စီးတော့မဲ့အခြေအနေမှာမြူရီဟာအစိတ်ဖြည့်စေးကိုအောင်မြင်အောင်ဖော်ဆက်နိုင်နေပါတယ်သူ့အဖေဒန်ကိုအတိတ်ကိုပြန်သွားရဲ့အချိန်စိတ်သွားတော့မြူရီကအစိတ်ဖြည့်စေးကိုပေးပြီးဒါကိုယူသွားပြီးအတိတ်မှာတဲ့ဒီကောင်တွေကိုအပြတ်ရှင်းပါလို့မှားခဲ့ပါတယ်ဂျိုသားနေရဲ့တိုက်ခိုက်မှုကြားမှာမြူရီတယောက်အသက်ဆွင့်ပြီးကြံရစ်ခဲ့ကဒန်ကတော့အစိတ်ဖြည့်စေးနဲ့2023ခုနှစ်ကိုပြန်ရောက်သွားခဲ့ပါတယ်ဒန်ပြန်ရောက်လာတဲ့အချိန်မှာအနာဂတ်ကအချိန်ဆက်ပျက်စီးသွားပြီးမို့အနာဂတ်ကိုပြန်ကူညီဖို့လမ်းပိတ်သွားပါပြီဒါပေမဲ့ဒန်ကလက်မလျှော်ဘူးသူဟာဂျိုသားတွေဟာအာကာသကလာတာမဟုတ်ပဲကဘာပေါ်မှာဟိုးအရင်ကတည်းကရှိနေတာကိုရိပ်မိသွားပါတယ်။ကဘာကြီးပူလန်လာတဲ့ကြောင့်ရေခဲတဲ့အရေးပျော်မှဒီကောင်တွေထွက်လာတာပါ။ဒန်ဟာသူ့အဖေစစ်ဝင်ကြီးနဲ့တငယ်ချင်းတွေကိုစုစည်းပြီးရုရှားကရေခဲပြင်တွေအောက်မှာပုံနေတဲ့ဂျိုသားရင်ပြောင်ကိုလိုက်ရှာပါတယ်။နောက်ဆုံးမှာတော့ရင်ကြောင်ကြီးကိုတွေ့ပြီးအထွဲမှာအိပ်ပျော်နေတဲ့ဂျိုသားတွေကိုအစိတ်ဖြည့်စေးနဲ့လိုက်ထိုးတက်ခဲ့ပါတယ်။ရင်ပြောင်ကြီးကိုဘုံခက်ဖြက်စည်းလိုက်နိုင်ပေမဲ့လွတ်မြောက်သွားတဲ့ဂျိုသားအမကြီးနဲ့ဒန်တို့တပ်သူတိုက်ပွဲပြင်းထန်စွာဖြစ်ပွားပါတယ်။နောက်ဆုံးမှာတော့
ဒန်ကဂျိုသားအမရဲ့လဲပင်ကိုအစိတ်ရည်ကူနဲ့ထိုးထည့်ပြီးတတ်ပစ်နိုင်ခဲ့လို့အနာဂတ်ကကတ်ပေဆိုးကြီးကိုအောင်မြင်စွာတားဆီးနိုင်ခဲ့ပါတော့တယ်။နီးကုန်းချုပ်ဒန်ဟာအနာဂတ်ကိုပြောင်းလဲနိုင်တယ်လို့သူ့ရဲ့မိသားစုကိုလည်းအချိန်ပေးပြီးပျော်ရွှင်စွာနေထိုင်သွားပါတယ်။ဒါကတော့အချိန်ခရီးသွားခြင်းနဲ့မိသားစုမိသားကိုအခြေခံထားတဲ့ The Tomorrow War ဇာတ်ကားပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယို recap ဒီမှာပြန်ဆုံကြမယ်